没办法ဆိုတဲ့စကားလုံးကကြားဖို့ရတယ်နော်ဒါဆိုရင်သူ့ရဲ့အတိတ်ပဲလေးက तू ကအမှန်တကယ်ဆိုရင်办法ဆိုတာနီလန်း没办法ဆိုရင် तू ကနီလန်းမရှိဘူးလို့ပြောချင်တာတကယ်နီလန်းမရှိတဲ့အနေအထားတွေမှာဆိုရင်没办法လို့ပြောလို့ရတယ်ဒါပေမဲ့နောက်တစ်မျိုးကမဖြစ်နိုင်တဲ့အနေအထားမတက်နိုင်တဲ့အနေအထားပြောချင်တာကဘာမှလုပ်လို့မရတဲ့အနေအထားတွေမှာဆိုရင်ကိုက没办法ကိုသုံးလို့ရတယ်ဥပမာပေါ့နော်သူ့ရဲ့ပတ်တန်လေးကတော့ subject ပြီးသွားရင်没办法ကရိယာရဲ့အရှိမ没办法ကိုထားပြီးသုံးရတဲ့ပုံစံပေါ့နော်ဥပမာကြည့်ကြည့်အောင်我没办法买车ငါကားဝယ်ဖို့မတက်နိုင်ဘူးเนาะနောက်တစ်ခု我没办法爱你နေ့ကိုချစ်ဖို့မဖြစ်နိုင်ဘူးပေါ့နော်နောက်တစ်ခုကကြတော့ဆရာမတို့တစုခွဲလိုက်တာပေါ့နော်ပုံမှန်က没办法ဆိုတဲ့အတွဲလိုက်ကိုရှေ့မှာထားပြီးတော့ပုံမှန် subject verb ပုံစံမျိုးနဲ့လည်းသုံးလို့ရတဲ့နည်းလမ်းပေါ့နော်没办法မဖြစ်နိုင်ဘူးမတက်နိုင်ဘူးပေါ့နော်我们不合适ငါတို့ကမတင့်တော်ဘူးပေါ့နော်ငါတို့နှစ်ယောက်ကအဆင်မပြေကြဘူးဒီလိုမျိုးသုံးလို့ရတယ်နော်